မိုးကြိုးပြချလို့ကျောင်းစာဖွင့်တဲ့နေ့မှာကန်ဆိုခဲ့ရတဲ့မြောက်ကလာပါကျောင်းဆရာမလေးနဲ့ကျောင်းသား2ယောက်ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ကအထက်ကခွန်ကျောင်းမှာတော့ဒီကနေ့မုံလွယ်ပိုင်းကမထင်မှတ်ထားတဲ့သဘောပီအနေတစ်ခုကြောင့်ထိတ်လန့်စရာကြုံတွေ့ခဲ့ရပါတယ်။ဖြစ်စဉ်ကတော့နေ့လယ်2 နာရီခွဲလောက်မှာကျောင်းဝင်းထဲကကိုပင်ကိုရုတ်တရက်မိုးကြိုးပြချခဲ့တာပါ။ကန်ဆိုကျင်တော့အဲ့ဒီအချိန်မှာတစ်ပင်အောင်နာမှာမတ်တရက်နေတဲ့ဆရာမတဦးနဲ့သူငယ်တန်းခေကြီးကျောင်းသားလေး2ဦးကိုမိုးကြိုးဆက်ခွင်းကရှက်ထိသွားခဲ့ပါတယ်။ကလေးတစ်ယောက်ကကြောကုန်းကိုရှက်ထိသွားပြီးနောက်ကလေးတစ်ယောက်ကမျက်နှာကိုနှင်းငယ်ထိခိုက်သွားပါတယ်။ဆရာမတော့ကလေးတွေပို့ပြီးထိခိုက်ဒဏ်ရာရသွားတယ်လို့ကုညူကေစေးလုပ်ပေးခဲ့တဲ့အနိုင်မဲ့တိမ်မကြီးပရာဟိတအတင်းကနေသိခဲ့ရပါတယ်။ကံကောင်းထောင်းမစွာနဲ့ပဲ3ယောက်လုံးအသက်အန္တရာယ်မစိုးရိမ်ရတဲ့အခြေအနေတော့မရှိပါဘူး။ကံကောင်းထောင်းမစွာနဲ့ပဲ3ယောက်လုံးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတော့မရှိပါဘူး။လက်ရှိမှာတော့ထိခိုက်သွားတဲ့ဆရာမနဲ့ကလေးငယ်တွေကိုမြောက်ကလာပါစီယုံကြီးကိုအမြန်ဆုံးပို့ဆောင်ပေးခဲ့ပြီးလိုအပ်တဲ့ဆေးဝါးကုသမှုတွေခံယူနေကြရဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့မိဘပြည်သူပရိသတ်ကြီးရေအခုလိုမိုးရသည်ရောက်လာဖြစ်လို့မိုးတက်လေပင်ကြချိန်နဲ့မိုးချင်းတဲ့ချိန်တွေမှာတစ်ပင်အောက်ကြီးတွေအောက်တွာလာရနာတာမျိုးအထူးကူးဆိုင်ရှောင်ရှားဖို့တတိပေးချင်ပါတယ်။ထိခိုက်သွားတဲ့ဆရာမလေးနဲ့ကလေးငယ်လေးတွေအမြန်ဆုံးတက်တက်ပြောက်ကင်ဖို့ comment မှာဆုတောင်းပေးခဲ့ကြပါအောင်ရှင်။ အမေရိကန်နိုင်ငံမှာထိတ်တန်းတစ်တဦးနဲ့လက်ထပ်လိုက်ပြီးနောက်ရင်သွေးလေးရရှိထားကြောင်းချက်ပြလာတဲ့မေတ္တခိုင်ဒီနေ့မှာတော့ကြားရသူတိုင်းဝမ်းသာပျော်ရွှင်ရမယ့်သတင်းကောင်းလေးတစ်ခုကိုဝေမျှပေးချင်ပါတယ်ဒီသတင်းကောင်းလေးကတော့တစ်ချိန်ကမြန်မာပရိသတ်တွေရဲ့အချစ်တော်ချစ်စရာကောင်းတဲ့တရုတ်ဆောင်မင်းသမီးကြီးမေတ္တခိုင်ရဲ့မိသားစုသတင်းလေးပဲဖြစ်ပါတယ်ပရိသတ်တွေမမိကြအောင်မယ်လို့ထင်ပါတယ်မေတ္တခိုင်ဟာဆိုရင်တော့ဝိုင်းရတရုတ်ဆောင်မင်းသမီးကြီးမေတင်စာဦးရဲ့တူမအရေးမဲ့ဖြစ်ပါတယ်။သူ့ရဲ့သွေးကတော့အတော်လိုပါပဲအနုပညာသွေးပါလို့ဆိုပြီးချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့တရုတ်ဆောင်ပိုင်နိုင်မှုတွေကြောင့်ပရိသတ်တွေအားပေးခြင်းကိုအချိန်တိုလေးအတွင်းမှာရရှိခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့မေတ္တခိုင်တယောက်ကတော့အနုပညာလောကထဲမှာအောင်မြင်မှုတွေရရှိနေတော့မှာပဲပရိသတ်တွေရဲ့ရှိကနေရုတ်တရက်ပျောက်ကွယ်သွားခဲ့ရပါတယ်။ပရိသတ်တွေကလည်းသူ့ပဲသွားလဲဘာလို့လဲဆိုတာကတော့အများရန်စိတ်ဝင်စားနေစောင့်ကြည့်နေကြတာပါ။တကယ်တော့မေတ္တခိုင်လေးဟာတော့သူ့ရဲ့နုပညာလှူရှားမှုတွေကိုဆွတ်လွတ်ပြီးတော့အမေရိကန်နိုင်ငံမှာပြောင်းရွှေ့နေထိုင်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တာပါအစောပိုင်းမှာတော့သူမရဲ့ဖခင်ရှိရာအမေရိကန်နိုင်ငံကိုလိုက်သွားရင်းနဲ့နောက်ပိုင်းမှာတော့အဲ့ဒီမှာပဲသူ့ဘဝရဲ့ဖူးစာနဲ့တွေ့ဆုံခဲ့ရတာလည်းဖြစ်ပါတယ်သူ့ရဲ့ဖူးစာရှင်ကလည်းရိုးရိုးတော့မဟုတ်ပါဘူးမေတ္တခိုင်နဲ့လက်ထပ်လိုက်တဲ့သူကတော့အမေရိကန်နိုင်ငံမှာအောင်မြင်နေတဲ့ထိပ်တန်းစီးပွားရေးပညာရှင်တယောက်လည်းဖြစ်ပါတယ်ထပ်မံစုံစမ်းသိရသလောက်တော့မေတ္တခိုင်ရဲ့ခင်မွန်းကတော့အမေရိကန်နိုင်ငံမှာအလွန်အောင်မြင်ကျော်ကြားပြီးတော့ဆိုင်ခွဲပေါင်းများစွာကိုလည်းဖွင့်လှစ်ထားတဲ့social စားသောက်ပိုင်ရှင်လုပ်ငန်းရှင်တယောက်လည်းဖြစ်ပါတယ်။မေတ္တခိုင်ကတော့အမေရိကန်နိုင်ငံမှာအခြေချပြီးတာယာပျော်ရွှင်တဲ့အိမ်အောင်တဲ့ဘဝကိုတည်ဆောက်ရင်းနဲ့ပြည်သက်တွေနဲ့အဆက်အသွယ်ပြတ်တောက်နေတာကနေအခုခါမှာတော့အားလုံးကအံ့အားသင့်